အသက်အရွယ်ရလာတဲ့မိုဟာမက်ဆာလာရဲ့နေရာကိုနောက်ရာသီမှာပင်တွေ့သစ်လောင်းလာနိုင်တဲ့လီဗာပူးမင်္ဂလာပါစမန်ရဲ့ football area ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လီဗာပူးအသင်းရဲ့အားထားတဲ့ကစားသမားမိုဟာမက်ဆာလာရဲ့နေရာကိုနောက်ရာသီမှာပဲလီဗာပူးအသင်းဟာပြောင်းလဲတွေလောက်လာနိုင်တယ်ဆိုတော့တဲ့မှာမိုဟာမက်ဆာလာဆိုရင်ဖြစ်တက်ရအဖြစ်33နှစ်ကိုကျော်လွန်လာပါပြီခြေစမ်းပိုင်းအရဆိုရင်လည်းဒီရာသီအစသူပြသထားတဲ့ခြေစမ်းအရာအရင်နေ့တစ်ထက်တော်တော်လေးရင်းရိုင်းနေတာကိုတော့တွေ့ရပါတယ်သူ့ရဲ့နေရာကိုလီဗာပူးအသင်းအနေနဲ့ပြစ်မှတ်ထားတဲ့ကစားသမားကတော့အရင် Crystal Palace ရဲ့တောင်ပံကစားသမားဟောင်းအခု Bayern Munich ရဲ့ကစားသမားဖြစ်တဲ့ Michael Olise ပဲဖြစ်ပါတယ်ဒီကစားသမားကိုတော့ Real Madrid PSG တို့လိုမျိုးအသင်းကြီးတွေကလည်းစိတ်ဝင်စားနေပါတယ်အဲ့ဒီအသင်းကြီးတွေမှာတော့လီဗာပူးကတော့ထိတ်ဆုံးအောင်ပေါ့ဗျာ Daily Express နဲ့ Telegraph ရဲ့တင်ပြချက်တွေအရလီဗာပူးအသင်းက Michael Olise ကိုပေါင်တန်း150လောက်အထိကမ်းလှမ်းနိုင်တယ်လို့ဆိုပါတယ်ဘိုင်မြူနစ်အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ဘိုင်မြူနစ်အသင်းကသူတို့ရဲ့ထိပ်တန်းကစားသမားတွေကိုတော်ရုံနဲ့လက်လွတ်တဲ့အသင်းမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လည်းဘိုင်မြူနစ်အသင်းက Crystal Palace အသင်းထံကနေ Michael Olise ကိုခွဲဝဲတဲ့စီနှုန်းကပေါင်တန်း50ဝန်းကျင်လောက်ပဲရှိတာပါဒါကြောင့်မလို့လီဗာပူးအသင်းကသာစံချိန်တင်ပြောင်းရွှေ့ကြီးတရက်နဲ့ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့သူတို့ဘက်ကလက်လွတ်ဖို့ရာခိုင်နှုန်းများပါတယ်။အရှိလီဗာပူးအသင်းရဲ့လူစင်းရအကြည့်မယ်ဆိုရင်လည်းမိုဟာမက်ဆာလာရဲ့နေရာကိုဖြည့်တင်ကစားနိုင်တဲ့ကစားသမားဆိုလို့ခြေစားတစ်ယောက်လောက်ပဲရှိရပါ။သူကလည်းလုံးဝအပြည့်အဝကြီးကစားနိုင်တာမျိုးတော့မဟုတ်ပါဘူး။ဒါကြောင့်မလို့လီဗာပူးအသင်းအနေနဲ့နောက်ရာသီမှာမိုဟာမက်ဆာလာရဲ့နေရာကိုမဖြစ်မနေကစားသမားအသစ်တစ်ယောက်တော့ခေါ်ယူဖြစ်တင်အောင်ပါ။ဒီကတော့လက်ရှိမိုဟာမက်ဆာလာရဲ့ခြေစမ်းပေါ်ဘယ်လိုမြင်ပါသလဲ။အခုခေါ်ယူဖို့ရေပန်းစားနေတဲ့ Michael Olise အပြင်တခြားဘက်ကစားသမားတွေရောမိုဟာမက်ဆာလာရဲ့နေရာကိုဆက်ခံနိုင်မလဲလို့ထင်ပါတယ်။ကောမန့်ထဲမှာဝင်ရောက်ဆွေးနွေးခဲ့ပါဦး။ဆက်လက်ပြီးတော့လည်းဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေပေါ်ကျသုံးသက်ချက်တွေပေါ်ပြီးသုံးသက်ချက်တွေကိုတက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့။တစ်တော်ကြည့်ရှုနေတဲ့ညီကိုတွေအနေနဲ့လည်း follow လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။